ကျွန်တော်တင်ငင်ရှင်အသက်ခံလိုက်ရပါကိုလောက်ရွှေတက်တော့တဲ့အကောင်ကိုဖမ်းမိပါဗျာစိတ်အေးထားပါအောင်ဗျာဘလို့ဖြစ်တော့လဲပြောပြပါဦးမင်းကရောဖျားပွဲသွားတာအပြန်ဆိုင်ကယ်လူခံရပြီးအသက်ခံလိုက်ရတာဗျဟုတ်လားဒါဆိုအခင်းဖြစ်တဲ့နေရာကိုအရင်တော့ကြည့်ကြအောင်အခင်းနေရာရောက်တော့ကလောက်ရွှေကဘဝင်းကျင်ကိုတစ်ချက်ကြည့်လိုက်ပြီးကြောက်ကြောက်တခုခုထူးဆန်းနေတယ်လို့မထင်ဘူးလားဘလို့ထူးဆန်းလဲဆရာဒီနေရာကဆိုင်ရည်လူရဲ့နေရာဒါပေမဲ့ဓာတ်ထုတ်သက်ခံတဲ့နေရာကြတော့ဟိုးလေခွင်းထဲမှာဒီဆုံးလူကအတော်ဝေးထီကိုအသက်လူပြေးခဲ့ရတာပဲအဲ့ဒါဘာများထူးဆန်းလို့လဲဆရာရှင်းရှင်းလေးပဲဆိုင်ရည်လူကိုလာတဲ့လူဆိုရင်ဆိုင်ကယ်ရနဲ့ပြီးပြီဒီလောက်ဝေးထီလိုက်တက်နေဖို့မလို့လေဒါလူတက်တာထက်တခုခုဘုံပေါ်ချင်းလို့လက်စားဖြောက်နေရတဲ့ပိုးတူတယ်ဒါဆိုလူသက်ဓမ္မနဲ့ဒီဆုံးသူနဲ့ကအရင်ကတည်းကပတ်သက်မှုရှိခဲ့တာပေါ့ဆရာဒီချားတော့မပြောနိုင်ဘူးဒါပေမဲ့သူယူသားယူတော့မဟုတ်တော့လာငါတို့ဒီဆုံးသူရဲ့အိမ်ကိုတော့မြင်ကြည့်ကြအောင်ထုံးမဘာထူးတယ်လဲဟုတ်ဆရာမင်းကညအချိန်9နာရီလောက်မှာဒီဆုံးတဲ့လူကဖျားပွဲမသွားခင်ဖုံးပြောနေပါတယ်အေးလာပြီအခုတော့လာပြီသူကဆိုင်ကယ်နဲ့ထွက်တော့ခဲ့တာပါဘာတဲလွန်စားမှမရှိဘူးလားသူ့ဖုန်းကတော့အိမ်မှာအသွင်းထားခဲ့လို့သူ့ဖုန်းကတော့ရှိပါရဲ့ဆရာဖုန်းရောစစ်ကြည့်ပြီလားစစ်ပြီးပါပြီဖုန်းကော်မတန်လည်းမရှိဘူး app ထဲက check တွေလည်းမရှိဘူးဒါပေမဲ့ဒီဆုံးသူကိုဘလောက်ထားတဲ့အကောင့်တစ်ခုတော့တွေ့ပါတယ်အဲ့ဒီအကောင့်ကိုတော့စစ်လို့မရတော့ဘူးကိုလာရွှေကခဏစဉ်းစားလိုက်ပြီးဟုတ်ပြီဒေချာတော့ကတော့ဒီဆုံးသူကမနေ့ကတရရောက်နဲ့ဖျားပွဲမှာချိန်ထားရဆိုတာပဲလာတကြီးစီသွားပြီးဖျားပွဲမှာဘလူတွေတွေ့ခဲ့လေမေးကြည့်ကြအောင်အဖြစ်ပြက်တွေကတော့ဒီတော့ပါပဲတကြီးရေဟုတ်ကဲ့ကိုလောက်ရွှေကျုပ်ဘာဘူးကြီးပေးရမလဲမနေ့ကဘုရားပွဲမှာစီးအောင်တဲ့ရွာသားတွေကိုမင်းချင်တယ်ဒီဆုံးသူနဲ့ဘယ်လိုအတူရှိနေလဲဆိုတာတွေ့ခဲ့တယ်လေပေါ့ကောင်းပါပြီကိုလောက်ရွှေကျုပ်စီစဉ်ပေးပါမယ် The next day ဆရာတွေ့ရလို့ရှိပါတယ်တဲ့ဒီဆုံးသူနဲ့အတူအသားဖြူဖြူခောက်ဟောဝစပင်တိုတိုရွယ်သူလူတယောက်ကိုတွေ့ခဲ့တဲ့အဲ့ဒါမင်းကြည့်လိုက်တော့ဝဲရွာသိန်းထေလို့သိရပါတယ်ဟုတ်လားတော်တယ်ကြောလာငါတို့သူ့ရဲ့အိမ်ကိုတော့ကြမယ်သိန်းထေအိမ်ကိုရောက်တာနဲ့သူကရဲတွေကိုမြင်ချင်းချက်ချင်းထွက်ပြေးသွားတော့တယ်ဆရာနေပါကျွန်တော်သူ့ကိုရအောင်ဖမ်းလာခဲ့မယ်ဆရာအသက်ကိုပဲခေါ်ထားလိုက်ပါEat your fingers!နောက်ဆုံးမှာတော့တိန်းထေကိုဖမ်းမိသွားခဲ့တယ်စစ်ဆေးချက်အရာတိန်းနေနဲ့ဒေဆုံးသူက
အရင်မရင်းနှီးပေမဲ့အချင်းချင်းတီးကျွမ်းကြတယ်မနေ့ကဖျားပွဲကိုအတူလဲရအောင်ဆိုပြီးဒိန်းထီကဒေဆုံးသူကိုလင်ခေါ်ခဲ့တာဖျားပွဲအပြန်မှာတော့ဒိန်းထီနဲ့သူ့အဖွဲ့ကဆိုင်ကယ်လို့ဖို့အကွက်ချထားခဲ့ကြတာဖြစ်တယ်ဒါပေမဲ့ဆိုင်ကယ်လာလို့တဲ့လူတွေထဲမှာဖျားပွဲမှာအတူရှိခဲ့တဲ့ဒိန်းထီပါနေတယ်ဆိုတော့ဒေဆုံးသူကရိပ်မိသွားခဲ့တယ်အဲ့ဒီအချိန်မှာဒိန်းထီတို့ဖွဲ့တီးလိုက်တာဒီလိုအသက်ရှင်သွားရင်သူတို့အားလုံးပေါ်ကုန်တော့မယ်ဆိုတာပဲအဲ့ဒါကြောင့်ဆိုင်ကယ်လူတာတစ်ခုနဲ့မပြီးတော့ပဲဒေဆုံးသူကိုလက်စဖြောက်တက်ပြစ်လိုက်ကြတာပဲ